ထိုင်များတဲ့သူတွေနဲ့ခါခဏခဏနာတတ်တဲ့သူတွေနေ့စဉ်ဒီလေ့ကျင့်ခန်းလေးကိုလေ့ကျင့်ပေးပါခါနာတာကိုတက်တာစေပါတယ်မင်္ဂလာပါတီချင်တော်ပါဒီနေ့လေ့ကျင့်ခန်းလေးကတော့ခါနာဝေဒနာကိုတက်တာစေတဲ့ထိရောက်တဲ့လေ့ကျင့်ခန်းလေးဖြစ်ပါတယ်ဒီလေ့ကျင့်ခန်းလေးကိုနေ့စဉ်ပုံမှန်လေ့ကျင့်ပေးဖို့လိုအပ်ပါတယ်လေ့ကျင့်ခန်းပုံစံလေးကတော့ခန္ဓာကိုယ်ကို၄ဘက်ထောက်အနေထားကိုနေပေးပါဒီအနေထားကနေစန့်ကျင်ဘက်လက်နဲ့စန့်ကျင်ဘက်ထောက်ကလေးကိုဆန့်ထုတ်ပေးရမှာဖြစ်ပါတယ်ဒီလိုဆန့်ထုတ်တဲ့နေရာကြဒီလိုဆန့်ထုတ်တဲ့အခါကျရင်1 byte ကြွက်သားလေးကိုထိန်းပြီးတော့ဆန့်ထုတ်ပေးရမှာဖြစ်ပါတယ်ဒီလေ့ကျင့်ခန်းလေးကိုဗီဒီယိုမှာပြထားတဲ့အတိုင်းပဲဖြည်းဖြည်းချင်းပဲလေ့ကျင့်ပေးဖို့လိုအပ်ပါတယ်။အထိုင်များတဲ့သူတွေနဲ့ခါခဏခဏနားရတဲ့သူတွေကဒီလေ့ကျင့်ခန်းလေးကိုတစ်နေ့ကို10ချိန်3ကြောလောက်နေ့စဉ်လေ့ကျင့်ပေးလို့ရပါတယ်။ဒီလေ့ကျင့်ခန်းလေးကခါယိုစစ်ကိုဓာတ်မဖြစ်စေဘဲနဲ့1 byte နဲ့နောက်ကျောကြွက်သားတွေကိုတန်မာစေတာကြောင့်ခါနာတာကိုတက်တာစေပါတယ်။ဗီဒီယိုလေးကပြိုမီတို့အတွက်အကျိုးရှိမယ်လို့မျှော်လင့်ပါတယ်။နောက်ထပ်လည်းပြိုမီတို့အတွက်အကျိုးရှိစေမယ်လေ့ကျင့်ခန်းလေးနဲ့ဗဟုသုတတွေကိုဝေမျှပေးသွားပါဦးမယ်။ဗီဒီယိုလေးကိုဆုံးထိအောင်ကြည့်ပေးလို့ကျေးဇူးများကြီးတင်ပါတယ်ဒီချန်နယ်ဖြစ်ပါတယ်။